အဲ့တော့သခင်ယေရှုမွေးဖွားလာခြင်းရဲ့အကြောင်းကိုအမိပြုပြီးမှကျွန်တော်တို့ကတည်င်းကောင်းပြောကြတာဖြစ်ပါတယ်ခရစ်စမတ်ရောက်ပြီဆိုရင်လူအပေါင်းတို့ဝမ်းမြောက်ဝမ်းသာစရာတည်င်းကိုကြားပြောဖို့ရန်ဖြစ်ရမယ်ဘာကြောင့်ဝမ်းမြောက်စရာကောင်းတာလဲဆိုတာကိုကျွန်တော်အရင်ပြောပြချင်ပါတယ်အပြစ်ရှိတဲ့လူနဲ့ပျောက်သောသိုးနဲ့တူတယ်သဘောကဘာလဲဆိုရင်ပျောက်သောသိုးသည်ပြန်မလာတတ်ဘူးကိုမကာကွယ်တတ်ဘူးကိုရဲ့ဘဝရည်တည်မှုတက်တောင်မှမရှာဖွေတတ်ဘူးဒါသူ့ရဲ့အားနည်းချက်သူ့ရဲ့ပဂတိဖြစ်ခြင်းကျွန်တော်တို့ရဲ့အားနည်းချက်ကလည်းအဲ့လိုပဲဖယားစီမပြန်လာတတ်ဘူးဖယားကိုမရှာတတ်ဘူးဖယားသဘောကိုနားမလည်ဘူးဒါဟာကျွန်တော်တို့ရဲ့အားနည်းခြင်းဖယားသခင်ကျွန်တော်တို့ကိုပြန်မရှာမချင်းကျွန်တော်တို့ဟာဘယ်တော့မှဖယားစီကိုပြန်မသွားတတ်တဲ့လူတွေဖြစ်တယ်ဖယားကသာကျွန်တော်တို့မရှာခဲ့ရင်ကျွန်တော်တို့ဟာယန်သူရဲ့လက်ထဲမှာသေမဲ့သူဖြစ်တယ်ဖယားခင်သာပြန်မရှာခဲ့ရင်ကျွန်တော်တို့ဟာနေ့စဉ်ဘဝကိုပင်ပန်းဆင်းရဲကြီးစွာရုန်းကန်နေရမှာဖြစ်တယ်ကျွန်တော်တို့ကိုသာဖယားခင်ပြန်မရှာခဲ့ရင်ကျွန်တော်တို့ဟာတနေ့တစ်နေ့ပိန်လှီ၆တွေ့ပြီးတော့မှနောက်ဆုံးမှာဘဝပြတ်သွားနိုင်တဲ့အခြေအနေမျိုးရှိတယ်ဆိုတာကိုတွေ့ရတယ်။ဒါပေမဲ့ဘုရားခင်ကကျွန်တော်တို့ကိုပြန်လာရှာတဲ့အတွက်ဘုရားရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။အလွန်ဝမ်းမြောက်ဝမ်းသာစရာတည်င်းဆိုတာကကျွန်တော်တို့ရဲ့အပြစ်အလုံးကိုယေရှုခရစ်တော်ပေါ်မှာတင်လိုက်ဖို့ဘုရားသခင်ကအဲ့ဒီသားတော်ကိုလောကကြီးတဲ့ကိုကြွလာစေပြီးမှမင်းတို့ရဲ့အားနည်းချက်တွေအားလုံးမင်းတို့ရဲ့မစုံလင်ခြင်းတွေအားလုံးမင်းတို့ရဲ့မလုံတတ်တဲ့အရာတွေအားလုံးမင်းတို့ရဲ့အားနည်းချက်တွေအားလုံးကိုယေရှုကတာဝန်ယူပေးတော့မယ်နော်ဆိုပြီးတော့မှဆေလွတ်လိုက်တဲ့သတင်းစကားလောက်ကောင်းတဲ့ဝမ်းမြောက်စရာသတင်းစကားမရှိပျောက်သောသိုးတစ်ကောင်ဟာသိုးထိန်လက်ထဲကိုပြန်ရောက်ပြီးလမ်းလွဲနေတဲ့သိုးဟာလမ်းပြပေးမယ်သိုးထိန်လက်ထဲကိုပြန်ရောက်ပြီးဒုက္ခရောက်နေတဲ့သိုးဟာကဲတင်ပေးမယ်သိုးထိန်လက်ထဲကိုပြန်ရောက်ပြီးဆိုတော့အဲ့ဒီသိုးရဲ့စိတ်ခံစားချက်ကိုစဉ်းစားကြည့်ကိုယ့်ကိုတာဝန်ယူမဲ့ကျွေးမွေးမဲ့ကိုယ့်ကိုစောင့်ရှောက်ပေးမဲ့ဥဆောင်ပေးမဲ့သိုးထိန်လက်ထဲကိုပြန်ရောက်ပြီးဆိုရင်သူ့ရဲ့အားနည်းတဲ့အရာတွေကိုစိတ်ပူစရာမလိုတော့ဟာငါဘယ်လိုစားရမလဲစိတ်ပူစရာမလိုတော့ငါ့ကိုဘယ်သူကွယ်ကာမလဲစိတ်ပူစရာမလိုတော့ငါဘယ်လိုလုပ်ပြီးတော့နော်ရန်သူကိုတိုက်ခိုက်ရမလဲစိတ်ပူစရာမလိုတော့ဘူးဘာကိုမှစိတ်ပူစရာမလိုအောင်ကျွန်တော်တို့ရဲ့ပူပင်မှုတွေအားလုံးကိုတာဝန်ယူပေးမဲ့တိုးထိန်စီကိုပြန်ရောက်ပြီးဆိုတဲ့စကားကအလွန်ဝမ်းမြောက်ဖွယ်ကောင်းတဲ့သတင်းစကားဖြစ်တယ်ဘုရားသခင်ကတော့ဗာပြောမလဲဆိုရင်ကျွန်တော်တို့ကိုအပြည့်အဝခြေဆုံးကောင်းဆုံးမွေးကလေးကနေသေတဲ့အထိနောက်တမလော်ထိတာဝန်ယူမယ်လို့ပြောပြီးသားဖြစ်တယ်ဟာလေလုယာယေရှုကိုမိမိကယ်တင်ပါရှင်ဖြစ်ယုံကြည်တဲ့အခါမှာယေရှုခရစ်တော်ဟာကျွန်တော်ပြည့်အတွက်အသေးခံတယ်ဆိုတော့ယုံကြည်တဲ့အခါမှာကျွန်တော်ဟာပျောက်သောသိုးကဲ့သို့ဖြစ်တော်လဲလမ်းလွဲသောသိုးကဲ့သို့ဖြစ်တော်လဲအပြစ်ရှိသောသူဖြစ်တော်လဲအားနည်းသောသူဖြစ်တော်လဲမစုံလင်သောသူဖြစ်တော်လဲကျွန်တော်ရဲ့မစုံလင်ခြင်းအားနည်းခြင်းအပြစ်ရှိခြင်းတွေအားလုံးကိုယေရှုကတာဝန်ယူပြီးသွားပြီကိုယ်တိုင်အဲ့လိုလုံခြုံမှုနဲ့အကွယ်အကာကိုရပြီးတဲ့အခါမှာအခြားသောသူတွေကိုလည်းကျွန်တော်တို့ကဝမ်းမြောက်စေဖို့ရန်အတွက်ဒီခရစ်စမတ်မှာကျွန်တော်တို့သတင်းစကားတွေပြောပြဖို့လိုပါတယ်